这个那个ဒီလိုအခြေခံစကားလုံးလေးတွေကိုကိုကသိသွားပြီဆိုရင်တစ်ဆင့်ထပ်ပြီးတော့လေ့လာကြည့်ကြရအောင်ဥပမာဒီဘက်ဟိုဘက်ဒါဆိုရင်这边ဟိုဘက်ဆိုရင်那边ဒါဆိုရင်ဒါကိုစကားပြောတွေမှာထည့်သုံးကြည့်ကြပြီ看这边ဒီဘက်ကိုကြည့်看那边ဟိုဘက်ကိုကြည့်နောက်တစ်ခု去这边ဒီဘက်ကိုသွား去那边ဟိုဘက်ကိုသွားနောက်တစ်ခု来这边ဒီဘက်ကိုလာနောက်တစ်ခု这边好ဒီဘက်ကကောင်းတယ်那边不好ဟိုဘက်ကမကောင်းဘူးဒါဆိုရင်ဝါကြရှိရှိလေးကိုသုံးကြည့်ကြရအောင်我这边信号好ငါဒီဘက်မှာ line ကောင်းတယ်你那边信号好吗你ဟိုဘက်မှာ line ကောင်းလား信号ဆိုတဲ့စကားလုံးလေးကသူက line ပေါ့နော်တယ်လီဖုန်းဆက်တဲ့ line တွေကိုဆိုရင်信号လို့ခေါ်တယ်ဒါကြောင့်ဒီ这边那边ဆိုတဲ့စကားလုံးလေးတွေကိုကိုကတခြားလေးမှတ်ပြီးတော့တခြား meaning လေးတွေနဲ့တွဲသုံးပြီးစကားပြောလေးတွေကိုများများလေးပါလေ့ကျင့်ကြည့်ပါပေါ့နော်ဒါဆိုရင်တရုတ်စကားပြောတဲ့အချိန်မှာအများကြီးအခက်အခဲပြုလိမ့်မယ်